Healthy Kids Channel ကနေပြန်လည်ကြိုးဆိုပါရယ်ဖေဖေမေမေတို့မင်္ဂလာပါကိုကလေးဟာတာမန်ထက်ထူးခြားညံကောင်းတဲ့ကလေးဖြစ်နေတာကိုကလေးပေါက်စာဘဝတွေကဘယ်လိုသိနိုင်မလဲပုံမှန်ထက်ညံရင်မြင့်မားတဲ့ကလေးလေးဖြစ်နေတာကိုအခုဖော်ပြမဲ့အချက်၅ချက်ကနေသိနိုင်ပါတယ်ဒီအချက်တွေထဲက၃ချက်လောက်ပါနေပြီဆိုရင်အိုင်စတိုင်းလေးတို့လိုစူပါဘရိန်းလေးတွေဖြစ်နေနိုင်တာမို့တေချာလေးပြုစုပြောထောင်ပေးဖို့လိုနေပြီဆိုတာသိရပါတော့မယ်အဲ့ဒီအချက်၅ချက်ကတော့နံပါတ်1စကားအယံများတာမြန်ပြောတာဒါဟာစိတ်ရှုပ်စရာလုံးဝမဟုတ်ပါဘူးသူတို့လေးတွေရဲ့အုံနောက်ကအလွန်လင်မြန်တဲ့အရှိန်နဲ့ဖွံ့ဖြိုးနေတာကိုပြနေတာပါသူတို့မေးတဲ့မေးခွန်းတိုင်းပုံမြင်တိုင်းဟာကလေးရဲ့ကြိုးကြောင်ဆင်ခြင်မှုနဲ့ဘာသာစကားကိုကိုယ့်ဘာသာလေ့ကျင့်သင်ယူနေခြင်းဖြစ်ပါတယ်နံပါတ်2အမြဲလိုခုံပေါက်နေတတ်တာမလောက်ရမရှားရမနေနိုင်ဖြစ်နေတာပြေးလွှာခုံပေါက်ရှောက်တက်နေတာကလေးရဲ့လှုပ်ရှားမှုစွမ်းရည်တွေဟာအင်ဂျင်တစ်လုံးလိုစူးညံပေါက်ကွဲလောင်ကျွမ်းပြီးပုံမူတန်စွမ်းမှုအားယူနေတာပါဒါဟာအုံနောက်နဲ့ကြွက်သားတွေချိတ်ဆက်ပြီးတက်ကြွစွာလှုပ်ရှားနေတာပါနံပါတ်3နေ့လည်နေ့ခင်းလုံးဝမအိပ်တတ်တာဒီကလေးအရန်ခေါင်းမာတာပဲလို့မတွေးခင်ကလေးရဲ့ခန္ဓာကိုယ်နဲ့စိတ်ကိုနားလည်အောင်အရင်လုပ်ပါဒီလိုကလေးတွေကသူများတဲ့ energy ပိုများနေတာအုံနောက်ကစွမ်းအင်ကိုပုံမသုံးဆွဲဖို့ကြိုးစားနေတာဖြစ်ပါတယ်၄ဇပွဲမှာငြိမ်လေးထိုင်မနေနိုင်တာဟုတ်ပါတယ်ကနာမငြိမ်မှုဆိုပြီးလူကြီးတွေအမြဲစုနေကြတဲ့ကလေးမျိုးပါတီကျင်စိတ်တွေကြောင့်ပတ်ဝန်းကျင်ကိုပတ်မကြည့်ရမနေနိုင်တာတခုမဟုတ်တခုလုံနေမှအုံနောက်အစာပြေတာမျိုးဟာထက်မြက်တဲ့ကိုယ်ရီကိုယ်သွေးရဲ့လက္ခဏာတွေပါတေချာပြုစုပြောထောင်ပြီးရင်အရန်ထူးချွန်တဲ့ကလေးဖြစ်လာမယ်ဆိုတာပြနေတာပါဒီလိုစိတ်ဒီလိုအုံနောက်မျိုးကိုမချိုးနိုင်ပြဖို့အရေးကြီးပါတယ်နံပါတ်5အရန်အငိုတန်တာတေးသေးမောမောကိစ္စလေးတွေကိုပုံကြီးချဲ့ပြီးငိုတာပါတခနဲ့ရှိမျက်ရည်ကျတတ်တဲ့ကလေးမျိုးဟာစိတ်ခွန်အားနည်းလွန်းလို့မဟုတ်ပါဘူးငယ်ငယ်လေးတွေကနက်နက်ခံစားရပြီးကိုချင်းစာစွမ်းရည်မြင့်မားတာပါဒါဟာစွမ်းရည်တစ်ခုဖြစ်ပါတယ်တေချာပြိုးထောင်တဲ့ရင်တနေ့မှာလူအများနဲ့ဆက်ဆံတဲ့နေရာမှာလူတကာထက်ပုံမူကျွမ်းကျင်တဲ့ကလေးတွေဖြစ်လာမှာပါအထူးသတိပြုစေချင်တာကထူးချွန်ထက်မြက်တယ်ဆိုတာကျောင်းစာဘလောက်ကြက်နိုင်တယ်ပြောတာကိုဘလောက်မှတ်မိတယ်ဆိုတာတခုတည်းကိုဆိုလိုခြင်းမဟုတ်ပါဘူးကလေးတိုင်းဟာသူအားသာပြီးထူးခြားကျွမ်းကျင်တဲ့အရာတစ်ခုစီရှိတာပါဒါကိုဖော်ထုတ်ပြီးသူများထက်ဘယ်အရာကပိုပြီးကိုယ်ကလေးမှာတိတိတသာထူးခြားနေမလဲလို့မြင်အောင်ကြည့်ပြီးသင်ကြားပေးနိုင်မှသာရေထဲကငါးကလေးကိုတစ်ပင်တက်ခိုင်းတာမျိုးမဖြစ်အောင်ရှောင်ရှားနိုင်မှာဖြစ်ပါတယ်ဖေဖေမေမေတို့ဒီစာစုလေးကိုနားထောင်ပြီးကိုယ်ကလေးမှာဘာအချက်တွေနဲ့ကိုက်ညီနေတာလဲဆိုတာသိလောက်ပါပြီ၃ချက်တဲ့အထက်တူနေပြီဆိုရင်တော့ဂုဏ်ယူပါတယ်ဖေဖေမေမေအနာဂတ်ရဲ့ကျယ်ဝင်လေးဟာဖေဖေမေမေတို့လက်ထဲမှာရှိနေတာပါဒီကျယ်ကလေးကိုတောက်ပအောင်အယောင်တင်ပေးနိုင်မဲ့အချိန်ဟာအခုပါပဲ